Mr. Beast က Ronaldo penalty ကနေဂိုးမသွဲနိုင်အောင်ဂိုးသမားဖနှစ်ယောက်လိုအပ်လဲဆိုတဲ့စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ Ronaldo ရဲ့ fan assist ဆိုရင်လိုက်လုံပြီး CR7 လို့ comment ရေးပေးပါ။ဘယ်နှယောက်ရှိလဲကြည့်အောင်။ Mr. Beast ကဂိုးသမားတူဦးတဲ့သားဖြစ်လာတဲ့အခါစိန်ခေါ်မှုစတင်ခဲ့ပါတယ်။ဒါပေမဲ့ Ronaldo ကဂိုးရဲ့ဘဲဘက်တောင်ကိုဘောလုံးဖေးပို့ပြီးနောက် Mr. Beast က penalty ကိုမကားကွယ်နိုင်ခဲ့ပါဘူး။ Mr. Beast ကသူ့တငယ်ချင်းကိုဒုတိယဂိုးသမားအဖြစ်ရွေးချယ်ပြီးနောက်ဂိုးသမားကိုထပ်ထည့်ခဲ့ပါတယ်။ Ronaldo ကဂိုးအလဲကိုဘောလုံးကိုအားပြင်းပြင်းနဲ့ကန်သွင်းခဲ့ပေမဲ့ penalty ကိုသွင်းယူနိုင်ခဲ့ပါတယ်။ Mr. Beast က Al-Nassr fan ကိုတတိယဂိုးသမားအဖြစ်ထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့ Mr. Beast က Ronaldo ရဲ့ကန်ချက်ကိုနီးပါးကာကွယ်နိုင်ခဲ့ပေမဲ့ဘောလုံးကဂိုးထဲကိုဝင်သွားနိုင်ခဲ့ပါတယ်။ Mr. Beast ကနောက်ဆုံးတော့စတုထဂိုးသမားကိုထပ်ထည့်ခဲ့ပြီးသူ့တငယ်ချင်းက Messi ကိုစိတ်တငယ်လို့ထင်တယ်လို့ Ronaldo ကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ Ronaldo က Mr. Beast ရဲ့တငယ်ချင်းတွေကိုဘယ်လိုတွန်းပြန်မလဲဆိုတာစောင့်ကြည့်ပါ။ဗီဒီယိုလေးကိုကြိုက်ရင်တငယ်ချင်းတွေကိုပါ share ပေးလိုက်ပါအောင်။ My TikTok account Edit Studio ကို follow လုပ်ထားဖို့မမေ့နဲ့နော်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။